Long to the new monomamia. On the channel and you don't make lava, no separated. I don't managaro condolon to it, and I'm on a I don't the yanima, to Ishitara Leo. Yani Lena I don't say, the Yakonalana down the Sanga, Lena I don't say, do. Do it a lady about do it a less way, the dolon chop, the dolon chop, the dolon dip. အဲ့ဒီ6တစ်တရားဟိုအပေါ်မှာတော်တော်များများရှိပါတယ်ဗျာနော်ဒီမှာလည်းရှိတယ်တစ်3ညဆိုတာရှိတယ်ဒီတစ်3ညကမလုပ်ချင်တာလဲဆိုတော့3လုံး1 3လုံး1 3လုံး3ညအဲ့ဒါဒီမှာ3လုံး1 3လုံး1 3လုံး3ညဆိုရင်ဒါ9ထိပ်ပါနော်ဒါမှမဟုတ်လို့သူကဒီ3လုံး6ဒီ3လုံး6ဒီ3လုံး1 6 6 1အဲ့ဒီ6တဲ့ကဘာဝလန်နေဒီ3လုံး1ဒီ3လုံး1ဒီ3လုံး6 1 1 6အဲ့တော့ဒီ3လုံး1ကိုဒီ3လုံး1လို့ရဒီ3လုံး1ကလည်းဒီ3လုံး1လို့ရဒါဆိုဒီ3လုံး6ကိုဒီ3လုံး6မှာဆိုရင်9ထိပ်ပါနော်ခုနပြောတဲ့ဒီ3လုံး1ဒီ3လုံး1ဒီ3လုံး3ညအဲ့တော့ဒီ3လုံး1ဒီ3လုံး1ဒီ3လုံး3ညဆိုရင်လည်းဒါ9ထိပ်ပါပဲเนาะသူ့ကိုဘာကြောင့်ဒီလို116ကိုအတီးပြရလဲဆိုရင်ဒီနှလုံး8ဒီနှလုံး8ဒီနှလုံး9 8 8 9အဲ့တော့ဒီ8ကနက်ခတ်ဒီ3လုံး1ဒီနှလုံး8ကနက်ခတ်ဒီ3လုံး1ဒီနှလုံး9ရဲ့နက်ခတ်ဒီ3လုံး6ဒါကြောင့်1 1 6ဒီမှာလဲ1 6လို့ယူမယ်ဆိုရင်ဒါ9ထိပ်အဲ9ထိပ်ကိုနောက်တဲ့တစ်ခါပါပြန်ဖြစ်လဲဆိုတော့ဒီမှာဒီ3လုံး1ကိုဒီ3လုံး1တယ်ဒီ3လုံး1ကိုဒီ3လုံး1တယ်ဒီ3လုံး1ကလည်းဒီ3လုံး1တယ်ဒါဆိုရင်ဒီ3လုံး6ကိုဒီ3လုံး6မယ်ဆိုရင်အပေါ်မှာ1ရှိနေတဲ့အတွက်9ကလည်းနောက်ဝိတ်ပဲတဲ့9ထိပ်9ဘိတ်ဒါမှမဟုတ်လို့သူကဒီ3လုံး1ကိုဒီ3လုံး1ရှင်းတော့ဒီမှာလည်းဒီ3လုံး1ကိုဒီ3လုံး1တယ်9နောက်ဒါဆိုဒီ3လုံး6ကိုဒီ3လုံး6မှာဆိုရင်ဒီမှာ6ရှိတဲ့အတွက်3ညဘိတ်3ညဘိတ်5ဘိတ်အဘိတ်ရှိပါတယ်အဲ့တော့ဒီ3လုံး1ကိုဒီ3လုံး1တယ်ဒီ3လုံး1ကလည်းဒီ3လုံး1တယ်ဒီ3လုံး6ကိုဒီ3လုံး6မှာဆိုရင်50ဆိုတဲ့ခဏဒါမှမဟုတ်လို့သူကဒီ3လုံး1ဒီ3လုံးလိုက်တဲ့ဒီ3လုံး1ကလည်းဒီ3လုံး1ဒီ3လုံး6ကလည်းဒီ3လုံး6မှာဆိုရင်9နောက်3ညနောက်အဲ့တော့9ထိပ်9နောက်3ညနောက်50ရဲ့9ရဲ့နှစ်ကွက်ဒါမှမဟုတ်လို့သူကဒီ3လုံး1ကိုဒီ3လုံး1ကိုဒီ3လုံး1တာလားဒီ3လုံး1ကလည်းဒီ3လုံး1တာလားဒီ3လုံး6ကိုဒီ3လုံး6မှာဆိုရင်ဒီမှာ1ထိပ်အဲ့တော့တစ်ထိပ်နဲ့ပတ်သက်ရင်10 15 ခွန်ဆိုတော့53ညခွန်ကီးပါဗျနော်ကိုနေနှစ်သက်မယ်ဆိုရင်အဲ့ဒီကီးကမာဖို့များပါတယ်အဲ့ဒီကီး2ကီးရှိပါတယ်နော်အဲ့တော့53ညခွန်ဒီညနေမလွတ်ပါဘူးမနေ့ကလည်း53ညခွန်ပါပဲအခုဒီညနေလည်း53ညခွန်ပါပဲဗျမနေ့ကလည်းမှန်သွားပါတယ်အဲ့တော့ဒီညနေမှာလည်း53ညခွန်ဟာတနေ့ကိုရိုက်မှာပါနော်အဲ့တော့ဒီညနေမှာ9ထိပ်ဆိုရင်9ထိပ်ဆိုရင်50 55ရဲ့အပူတတိထားပါနော်55အပူတတိထားပါဗျ50ဆိုရကနဲ့အားနေပါတယ်နော်ကီးတဲ့ဖြစ်ပါဝါဆိုရင်အပိရိုက်တတ်ပါတယ်နော်ဒါတတိထားရမယ်50ရဲ့55ရဲ့တစ်ထိပ်နဲ့ဆိုရင်သူဒီဘက်ကနေ1 6ဆိုရင်တစ်ထိပ်အဲ့ဒီ3လုံး1ကိုဒီ3လုံး1နဲ့လိုက်ဒီ3လုံး1ကလည်းဒီ3လုံး1နဲ့လိုက်ဒီ3လုံး6ကိုဒီ3လုံး6ဆိုရင်ဒီမှာ10နော်ဒါမှမဟုတ်လို့သူကဒီ3လုံး1ကိုဒီဘောကနေ3လုံး1ဒီ3လုံး1ကိုအဘောကနေ3လုံး1ဒါဆိုဒီ3လုံး6ကိုအဘောကနေ3လုံး6ဆိုရင်9နောက်အဲ့တော့10 15 50 55ခဏ4ခွဲအားလုံးချိန်ဆလို့ရအောင်ပါဗျနော်အားလုံးညီကောင်မောင်နှမတွေဒီအကောင့်တစ်ကိုလည်းစကရများနှိပ်ပေးဖို့လိုအပ်ပါတယ်ဗျနော်အဲ့တော့ live လွှင့်ပါမှအချိန်ကိုပေးပြီးတော့
စုံစုံလင်လင်လိုက်ကိုပြလို့ရမှာပါဒါအကောက်ဟောင်းပါဗျအားလုံးသိကြတဲ့အတိုင်းပါပဲညီကောင်မောင်နှမတွေနော်အဲ့ဒီအကောက်ဟောင်းအဲ့ဒီအကောက်ကိုဗျာလုံးရက်တယ်နော်အားလုံးဝိုင်းပြီးတော့10ရောက်တောင်ဝိုင်းပြီးတော့ထူတယ်အဲ့အကောက်ပြက်သွားပါတယ်ဗျနော်ဒါကြောင့်မလို့အောင်သိတိ channel နဲ့ပြန်ဖွင့်တာပါအားလုံးညီကောင်မောင်နှမအဟောင်းနေစင်သွင်းပေးထားတဲ့အဟောင်းတွေအားလုံးသိရှိအောင်ဒါပြန်လဲပြသပေးတာပါနော်အဲ့တော့အားလုံးညီကောင်မောင်နှမတွေသိရှိထားတဲ့အတိုင်းပဲဇင်းဝင်ထားတဲ့ညီကောင်မောင်နှမအဟောင်းတွေအားလုံးပြန်လာခဲ့ပါဗျာနော်အခုကအောင်သိတိ channel လို့ဖွင့်ထားပါတယ်ဗျာနော်အဲ့ဒီ channel လေးကိုလာပြီးတော့ဇင်းနဲ့များများပေးသွင်းပါမှအယောက်50ပြည့်မှ live လွှင့်ပေးလို့ရမှာပါလို့မလို့ရှိရင် site ကိုတေးချာချာနဲ့တိတိကျကျအေးဆေးပြလို့မရပါဘူးအဲ့တော့ဒီညနေမှာ9-3ညမထိတော့တကွက်မှမထိုးပါနဲ့လို့ဒါပဲပြောချင်ပါတယ်ဗျာနော်အဲ့တော့9ရဲ့50ရဲ့တင်9ရဲ့10ရဲ့အဲ့ကနေ့၄ကွက်ဒီညနေကစားကြည့်ပါလို့ဒါလေးပြောချင်တယ်နော်ကဲအားလုံးချစ်သူခင်သူအားလုံးကိုယ့်ရဲ့ပုံမှာမင်းတရားစိတ်ထားပြီးတော့မုန်းနေတဲ့ပုံကိုယ်တွေလည်းမေတ္တာပို့ပါတယ်နော်စိတ်ချမ်းသာကိုယ်ချမ်းသာပြီးလူအဆန္ဒတွေပြည့်စုံကြပါစေဗျနော်အဲ့တော့ဒါလေးကိုယ်စီးပွားပြလှုပ်တာလည်းမဟုတ်ပါဘူးဗျနော်အားလုံးမှန်ပါဝင်ထားတဲ့တကယ်ချင်းတွေအားလုံးကလည်းပဲတချို့လည်းတာဝန်ကြည်တာရှိတယ်နော်တချို့လည်းတာဝန်လေးတွေမကြည်သေးပါဘူးဗျနော်အဲ့ဒါလေးကိုသတိထားပါဝင်မဲ့လို့ပြောတာလည်းမဟုတ်ပါဘူးနော်ကဲအားလုံးညီကောင်မောင်နှမတွေဒီညနေမှာအောင်မြင်ကြပါစေဗျာနော်အောင်မြင်ကြပါစေကဲစိတ်ချမ်းသာကိုယ်ကျမ်းမာပြီးလူရဲ့ဆန္ဒများလည်းပြည့်စုံနိုင်ကြပါစေဗျာချစ်သူခင်သူမုန်းသူအားလုံးပါပဲနော်